ဘာနေလဲ12ရက်နေ့တခြားဘာနေရှိလဲအသိမနေရှိလား တိုင်းမနေ့ကဖြစ်တာတော့ကြာသေးရှင် ဟုတ်လားချစ်သူဖြစ်တာမကြသေးဘူးလားဘယ်နှစ်ရက်ရှိလဲ နှစ်ပတ်လောက်တော့ရှိ နှစ်ပတ်လောက်ပဲရှိသေးတယ်ကဲမကြခင်မှာလဲဗီဒီယိုရောက်တော့မယ်နော်အဲ့အတွက်ဗီဒီယိုအကျိုးလက်ဆောင်လေးပေးခိုင်းတာနော်ဘာလေးပါမယ်လို့ထင်လဲမသိဘူးနော်ကြာဘူးလားအဲ့လိုမျိုးတွေရော မရဘူး မရဘူးနော်ကဲအဲ့တော့လက်ဆောင်လေးယူပေးမယ်ညလုံးလေးခဏမိတ်တာနော်ခဏနေပါ1 2 3ဆိုမှကြည့်ပေးပါနော်ဒီဒီအပူဖောက်ကလပ်ပန်းနော်ပြီးတော့ဒီမှာလေးတော့ညအိမ်ဝဆောင်လေးပြောပြီးနော်ကဲပါတဲ့မျိုးသမီးလေးရေတဲ့ဗလက်တိုင်းလေးမှာအတူညှိမနေနိုင်တဲ့အတွက်တောင်းပန်ပါတယ်နော်တဲ့ကိုနဲ့ဝေးနေတဲ့အချိန်မှာဆက်ဆံရစိုက်ပါနော်တဲ့အနေဝင်းနေလူလည်းချစ်တွေပြောမသွားပါနဲ့နော်တဲ့ကိုလည်းဒီထက်မှကချစ်ပေးပါနော်တဲ့ကိုအမားတွေဟိုရောက်ပါဒီလေဒီထက်မှကချစ်ပေးပါတဲ့နော်ကိုအမားတွေလုံးဝထင်တယ်ခွင့်လို့ပါနော်တဲ့တက်ဆာလုံးအတွက်ရည်ရထားတဲ့လူမျိုးလည်းဘလို့အခက်သွဲတွေပဲရှိနေပါသေးတဲ့အတူတူရင်ခိုင်တော့တာမယ်နော်အရန်ချစ်တယ်ဟုတ်တယ်ဆက်တော့ပါဘာလို့ငူတာလဲဝမ်းနေတာလားဟုတ်လားသတိရပါလေဘယ်မှာတွေ့ရလဲ တိုင်းမဲ့တရားတယ် တော့တရွာလေးပဲဘယ်မှာလဲခုကောင်လေးက ရုပ်ပြင်လာ စိတ်မကောင်းဖြစ်သွားတယ်ဒီထဲမှာသူများတွေရှောက်လဲတော့လေနော်ကောင်လေးနဲ့ရှောက်လဲသူစိတ်မကောင်းဖြစ်သွားချက်ကလက်စားလိုက်နော် မတ်တော့ supply လေးပို့ခိုင်းလို့နော်ဒီနေ့လေးကဘာနေလေးလဲသိလားလက်တိုင်းနေဆိုဘာလေးရမလဲဟလာဘယ်သူကပေးမယ်လို့ရောတင်လဲဟလာငယ်ချင်းလားအော်ဟလာဟောသူကလေမတ်တော့ပစ္စည်းလေးတခုလက်ဆောင်ပေးခိုင်းလို့နော်လက်ဆောင်လေးပေးမယ်နော်ကလလေးပေးခိုင်းလို့နော်လက်ဆောင်ပန်းလေးရပြောလား ပြောတယ်တခါမှမရဘူးတော့ ဟလာပထမဦးဆုံးပေါ့ဘယ်လိုလဲရင်းကောင်းလား နည်းနည်း ပြောချင်သေးလားအိမ်မပို့ပေးရမမ ကျေးဇူးပါပဲ အမသာလေးပြောခိုင်းလိုက်သေးတယ်။အမေလို့မျောလင့်ပါတယ်တဲ့ ငါတို့နဲ့ရောက်ထွန်းအမတ်တရားနေပေါ်ကွယ်နည်းနည်းလေးမှငါမေးလို့မရ